မင်္ဂလာပါကျွန်တော်တို့ဒီနေ့ပြောပြမိမယ့်အကြောင်းအရာကတော့ဒီအိမ်တလုံးစောက်တဲ့အချိန်မှာဘယ်အပိုင်းကိုဦးစားပေးသင့်လဲပေါ့နော်ဆိုတော့ကျွန်တော်တို့အိမ်တလုံးကိုစောက်တဲ့အချိန်မှာအခြေခံအဖြစ်ကျွန်တော်တို့အပိုင်း၃ပိုင်းရှိပါတယ်တချို့ကတော့2ပိုင်းလို့ပြောတာပေါ့နော်ကျွန်တော်တို့ NMG ကတော့ဒါ3ပိုင်းရှိတယ်လို့ကျွန်တော်တို့ပြောချင်တယ်နံပါတ်1အပိုင်းကတော့ကျွန်တော်တို့ကဒီ structure အပိုင်းပေါ့နော်အိမ်ရဲ့အကျန်းတယ်လို့လည်းကျွန်တော်တို့ခေါ်ရတယ်နော် package ရှိမှာပြော package အရာပြောမယ်ဆိုတော့အကျန်းတယ်ပေါ့အကျန်းတယ်ဆိုကျွန်တော်တို့က foundation super structure ပြီးတော့မှဒီ OC ချောပေါ့ဒီဒါကိုကျွန်တော်တို့အကျန်းတယ်လို့ပြောတယ်နောက်ဒုတိယတစ်ပိုင်းကတော့ကျွန်တော်တို့က decoration ပေါ့နော် decoration ဆိုတာတော့ကျွန်တော်တို့ကတော့ဒါရင်မီးစေးကျွေပြားမျက်နှာချက်နော်အခင်းတကားပတင်းပေါ့နော်ဒါတွေကိုကျွန်တော်ပြောတယ်ဆိုတော့ဒါတော့သူများတွေကတော့ဒီလောက်ပဲပြောတာပေါ့နော်နှစ်ပိုင်းနေဒါပေမဲ့ကျွန်တော်တို့ကျတော့နောက်ဆုံးတစ်ပိုင်းကတော့ကျွန်တော် furniture ပေါ့နော် furniture လည်းကျွန်တော်တို့က pre board ကလာဆင်မှုလို့ကျွန်တော်တို့သတ်မှတ်တယ်ဒါလည်းထည့်စဉ်းစားမဲ့ပိုင်း pre board ကအပြင်ကိုတကယ်ကတော့ကျွန်တော် full furnish ပေါ့နော်အဓိကတော့ light ကာတွေရောကျွန်တော်တို့နော်electronic ပစ္စည်းတွေပေါ့နော်ဒီကျွန်တော်တို့electric ပစ္စည်းတွေပေါ့နော်ဘာလို့အိမ်တလုံးအားဖြင့်ကျွန်တော်ကြည့်မယ်ဆိုရင်တော့အိမ်တလုံးကဒီကျွန်တော်အခုပြောတဲ့အချက်၃ချက်ကိုမပြည့်စုံမနဲ့ကျွန်တော်နေလို့မရအောင်နော်အိမ်ဘယ်လောက်ပဲတောင့်တင်းနေပါစေကျွန်တော်တို့ decoration မပြင်ထားလဲအဆင်မပြေသလိုနော်ကျွန်တော်တို့ decoration နေကျွန်တော်ပြင်ထားတယ်အိမ်ကမခိုင်ခန့်လည်းအဆင်မပြေဘူးပြီးတော့အိမ်ကလည်းခိုင်ခန့်တယ် decoration လည်းပြင်ထားတယ်သို့ပေမဲ့ကျွန်တော်တို့ pre board တွေမရှိရင်ကျွန်တော်နေလို့ရလားဆိုတော့မရပါဘူးဆိုတော့ဒါတွေအကုန်လုံးကသူတမမြတ်တာစွာနော်ပါဝင်နေပါမှအစောက်တစ်လုံးကကျွန်တော်နေလို့အဆင်ပြေမယ်အိမ်တစ်လုံးကနေလို့အဆင်ပြေမယ်ဆိုတော့ဟိုဒါကတော့ decoration မှာတော့ကျွန်တော်ရေမီးကိုကျွန်တော်ပါပြီးသားပေါ့နော်ဒါထည့်တွက်ပြီးတော့ပြောပြီးသားဆိုတော့ဟိုပြောချင်တာကတော့တချို့သော client တွေကနည်းနည်းလေး crazy ဖြစ်တာရှိတယ်ဟိုသူတို့ကဘယ်ဘက်မှာ crazy ဖြစ်လဲဆိုတော့တချို့ကြတော့လည်းဒီ super structure ဘိုင်းပေါ့နော်အိမ်ကခိုင်အောင်အရန်စောင့်အောင်မယ်ပြုတ်အောင်မယ်ဒီဟောပေါ့နော်ဒါလည်းကောင်းပါတယ်ခိုင်အောင်မစောင့်နေလို့ကျွန်တော်မပြောဘူးခိုင်အောင်စောင့်ပါဒါပေမဲ့ကိုရှိတဲ့ budget နဲ့ကျွန်တော်တို့ကသဟဇာတာဖြစ်အောင်ပေါ့နော်ဆိုတော့တချို့ကြတော့လည်းအိမ်တော့တုံခိုင်ပြီးတော့ပြီးတော့ကျွန်တော်တို့ဒီ decoration တွေတခြားလုပ်မယ်decoration cost မှာအများကြီးဟိုပိုဆောင်ပေးလိုက်တာရှိတယ်ဆိုတော့တချို့ကြတော့လည်းဒီ furniture တွေမှာအရန် crazy ဖြစ်တော့ဒီ furniture ကိုတကယ်နော် luxury ဘက်ကိုရအောင်တွားလိုက်တာပေါ့နော်ဒီလိုလည်းရှိတယ်ဆိုတော့ဘယ်လိုပဲဖြစ်ပါကျွန်တော်တို့ဒီ၃ပိုင်းလုံးကအရေးကြီးပါတယ်เนาะကျွန်တော်ပထမဒီ topic ဒီနေ့ video ရဲ့ topic ဖြစ်တဲ့ဘယ်အပိုင်းကအရေးကြီးလဲဆိုကျွန်တော်တို့၃ပိုင်းလုံးအရေးကြီးတယ်ဒါကိုတမမြတ်တော့ဆိုလွတ်ဆောင်နိုင်ဖို့လိုတာပေါ့နော်ဆိုတော့ဟိုတစ်ဖက်တစ်ခုကိုကျွန်တော်အရန်အစွန်းရောက်သွားရင်တစ်ဖက်မှာကျွန်တော်ရော့သွားမှာပေါ့ဘာလို့ဟိုလူတိုင်းကအကုန်လုံး budget ပြည့်ပြီးတော့ကျွန်တော်တို့စောင့်နိုင်နေတာမဟုတ်ဘူးเนาะအကုန်လုံးတန်ဖိုးကြီးပစ္စည်းတွေပဲအကုန်လုံးထည့်နိုင်တာမဟုတ်ဘူးဒါကြောင့်ကျွန်တော်တို့ကမိမှာရှိတဲ့ budget နဲ့အိမ်ဆောက်ဖို့စဉ်းစားထားတဲ့ budget နဲ့လည်းဝင်ဖို့လိုတယ်ဒါကြောင့် super structure ရောနော်ကျွန်တော်အကျန်းတွေရောနော်ပြီးတော့ချောတွေရောကျွန်တော် furniture ဘိုင်းရောနော်ဒီ၃ခုသလုံးကကျွန်တော်တမမြောက်တော့ရှိနေမှာပဲနော်လူတို့ကမိတို့ရဲ့နော်လုံးချင်းအိမ်တွေမှာကျွန်တော်နေရတာအဆင်ပြေစေမှာပေါ့နော်ဒါကြောင့်ဒီတစ်ဖက်ကိုရန်ဦးစားမပေးဘဲနဲ့ကျွန်တော်တို့နော်ကိုရှိတဲ့ budget နဲ့နော်3 play နော်၃ပိုင်းတုံးကိုမျှတစွာနော်လှုပ်ဆောင်နိုင်မှသာနော်ဟိုဘယ်လိုခေါ်နေထိုင်ခြင်းစရာကောင်းတဲ့တံမိုးပြေဝတဲ့အိမ်လုံးရရှိစေမှာဖြစ်တယ်ဆိုတော့ပြောပြနေအဆုံးသတ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်